ကျေးတော်ရှင်ဆရာတော်ရှင်မြတ်ကြီးဗျာယနေ့ည1386ခုနှစ်တကူလပြည့်ကျော်2ရက်2024ခုနှစ်ဧပြီလ25ရက်ကြာသပတေးနေ့ညဓမ္မဒါနကုသိုလ်ချင်းများဖြစ်ကြသောမနှင်းဝရီဦးဝင်းနေတရားလူလွန်ခဲ့သောတလခန့်ကကွယ်လွန်သွားသောဓမ္မဗျူဟာဆရာမကြီးဒေါက်တာဒေါ်နွဲ့တင်ထွတ်အာရည်စည်းဓမ္မမိတ်ဆွေများ၏စုပေါင်းလူကွယ်လွန်သူဖခင်ကြီးဦးမြင့်ဝင်းကွယ်လွန်သူမိခင်ကြီးဒေါ်ဘေဘီအာရည်စည်းသမီးမေမြတ်မော်မတရားလူဦးတန်းထော့ဒေါ်တင်စာညိုသမီးမမိုးခင်ခင်မိသားစုဦးထွန်းလွင်ဒေါ်ဝေမြင့်မိသားစုဦးအောင်မင်းဆွေဒေါ်ထွေးထွေးအောင်မိသားစုမဆုမွန်ကျော်မိသားစုဦးကျော်ရွှေဒေါ်မမိုးကျော်မိသားစုဦးမျိုးမင်းတန့်ဒေါ်ငုဝါအောင်မိသားစုဆရာတော်ဘုရားအမှုထား၍ဦးအောင်ချစ်ဒေါ်မြတ်မြတ်စံမိသားစုဦးကျော်ခိုင်ဒေါ်အေးဆွေတီဟာအောင်ပြည့်ဖြိုးဟိန်တင်းနွယ်ဆိုမိသားစုဦးကျော်စိုးဒေါ်လှလှဝင်းမိန်နွယ်ဆိုဒေါက်တာဟိမာစိုးဟိန်ထက်မိသားစုကိုထက်ဝေမခိုင်ထက်မိသားစုကိုဖြိုးညီမနန္ဒာတာမောင်တင်းမြတ်ညီမောင်ကာယံညီသမီးမတ်တိန်လွာညီမိသားစုဦးသိမ်းမင်းဒေါ်စန္ဒာသမီးမပိုးဖြူသိမ်းမိသားစုခொနည်းသားသမီးများယေစု၏မတ်တင်မာဝင်းမွေးနေလူကွယ်လွန်သူဒေါ်မြတ်သက်မော်တီတာဝင်းအာယေစု၏တူတူမများယေစုလူ61 95ရူပဗေဒမန္တလေးတက္ကသိုလ်ကျောင်းသားကျောင်းသူများတရားလူနှစ်ဖက်မိဘများယေစု၏ဥတင်ဝင်းဒေါ်နီအားမှုထား၍ဒေါ်နီဝင်းမိသားစုကျေးဇူးရှင်မိခင်ကြီးဒေါ်ကြီးအေး၏မွေးနေ့တရားလူမိခင်ကြီးဒေါ်ခင်စောမြအားမှုထား၍သမီးမမိုးကြည်ထွေးမြေမခင်ငိမ့်တန့်မမေငိမ့်ခန့်မိသားစုဝယ်လွန်သူဖခင်ကြီးဦးသိန်းအောင်နှင့်မိခင်ကြီးဒေါ်တန်ပိုးတီအိုအားယေစု၏သမီးမရင်ငွေမရင်ရွှေသားမောင်ကျော်ဦးမောင်တီဟစိန်မိသားစုဒေါက်တာကျော်လင်းထွန်းမိသားစုမန္တလေးလိုင်းမိသားစုကျေးဇူးရှင်ခင်မွန်ကြီးဆရာပါအားယေသူ၏ဒေါ်ရမင်းလှရွှေ54နှစ်ပြည့်မွေးနေ့လူမိဘနှစ်ပါးမှုထား၍သမီးမတ်တိနှင်းကျော်မိသားစုမိခင်ကြီးဒေါ်ခင်ဦးတလားပြည့်နှင့်အဖဦးပန်းဦး6နှစ်ပြည့်အားယေစု၏သမီးဒေါက်တာချောစုစုလိုင်ဦးအောင်သူရဒေါ်ဤခိုင်သားကောင်းခန့်လင်းဖုံးမြကောင်းမိသားစုနှစ်ဖက်မိဘများမှုထား၍ဦးအောင်ရဲထွန်းဒေါ်လက်ရင်ဝင်းသမီးကယ်ရိုလိုင်းထွန်းသားအဲရွန်ထွန်းမိသားစုဦးစိုးထွန်းဦးဒေါ်မေသဇင်ဝင်းမိသားစုဝိုင်လွန်သူမိခင်ကြီးဒေါ်သောင်းရှင်နှင့်အမကြီးဒေါ်နွယ်ရီတို့အားယေစု၏ဦးစိုးဦးနေစီလိုင်သမီးမတ်သွဲ့နဒီဆိုမလက်နဒီဆိုမိသားစုမအီဝင်းဖြူမိသားစုကျေးဇူးရှင်ဖခင်များဖြစ်ကြသောဦးမမောင်လက်နှင့်ဖခင်ဦးသိန်းဟန်တို့အားယေစု၏တာဦးခင်ဆွေသမီးဒေါ်ဝင်းကြည်မိသားစုလွန်ခဲ့သော2ရက်ခန့်ကကွယ်လွန်သွားသောဥခင်စောအားယေစု၏ဦးသိမ်းမင်းဒေါ်စန္ဒာမိသားစုမြန်မာရှေ့ဆောင်ပန်ဒေသရုံနှင့်တာဝန်ခံဒေါ်စပယ်ညိုနှင့်ဒေသရုံနှင့်အတွင်းရှိဗန်ခွဲများမှအရာတန်းအမှုတန်းများ၏စုပေါင်းတရားလူဖြင့်ဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လင်း၍ကျေးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါရန်ဖျားပြည့်တော်ခြေတော်ဆုံးဥခတ်၍ယူသေးစွာလျှောက်ထားအပ်ပါသည်ဗျာ1386ခုနှစ်တကူလာပြီကျော်2ရက်2024ခုနှစ်ဧပြီလ25ရက်ဇာတာပရိနေ့၌အွန်လိုင်းမှာဟောကြားတော်မလောက်ကြဗုဒ္ဓဝိပဿနာအပိုင်းနှစ်တရားဒေသနာတော်ဝိပဿနာတရားတွေမှာတော့အကျဉ်းဆုံးလို့ပြောမှာဖြစ်တယ်။အကျဉ်းဆုံးဆိုတော့လူတိုင်းတော့နားလဲမှာမဟုတ်ဘူး။ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုအကျဉ်းဆုံးအနေနဲ့ဟောတာပြဆိုတာ။အဲ့တော့အဲ့ဒီအကျဉ်းကိုအကျဉ်းချဲပြီးတော့ရှင်းပြရအောင်။အဲ့တော့ဝိပဿနာဆိုတာ ਨੇ ပတ်သက်လာဝိပဿနာတရားကိုအထုကြတယ်ဒီမြို့တွေပြကြတယ်မြတ်စွာဘုရားဟောတဲ့ဝိပဿနာသိရှိနာလဲပြီးတော့
မြတ်စွာဘုရားဟောတဲ့နဲ့ကိုင်ကြည့်မှုရှိမရှိလေ့လာသုံးသပ်ကြည့်တဲ့နဲ့ပေါ့နော်ဝိပဿနာလို့ဆိုတဲ့ဓမ္မအတိုင်းတကယ်ဝိပဿနာအစစ်ဖြစ်ကြလားဘယ်ရပဲဖြစ်ဖြစ်မြတ်စွာဘုရားကိုယ်တိုင်ကတဝူတယောက်ကနေပြီးတော့ဒါဘုရားဟောတာပါလို့ပြောလာလို့ရှိရင်ရုပ်တရက်လက်မခံနဲ့လက်မခံမဲနဲ့တေချာရှိတဲ့စာပေနဲ့တိုက်ဆိုင်ပြီးတော့ကြည်ရမယ်လို့ပြောတာဒါလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့အချက်ပဲဘာလို့လို့ဆိုရင်လောကကြီးမှာအတန်သာတူပြီးတော့အဆမ်းကွဲပြားနေတာတွေကများတယ်ဝိပဿနာဆိုတဲ့နာမည်တတ်တာပဲပဲလို့တကယ်ဝိပဿနာဟုတ်မဟုတ်ဘုရားဟောပေးတဲ့နဲ့တိုက်ပြီးတော့မှပြောလို့ရမှာဖြစ်တယ်ဒါတော့တတိထားရမယ့်အချက်ပဲပေါ့နော်တတိထားရမယ်ရသော်ဘုရားဟောတဲ့တရားနဲ့ကိုင်ညီမှုရှိရလားဘာလို့လဲဆိုရသော်ဘုရားဝိပဿနာတရားတွေတော်တော်ပြပြဟောတာဟောတာဖြစ်တော့အဲ့ဒါနဲ့ကိုက်ပဲကိုက်တိုက်ကြည့်ရမှာအခုအနည်းချုပ်ကိုပြောလိုက်တဲ့အခါမှာမလောက်ကြဗုဒ္ဓဆိုတဲ့ယဟန်ကတတော်လေးကြည်ပြီးဘုဒ္ဓလည်းရှိဖို့ရတယ်အတိညာလည်းထပြတ်တယ်ဒါကြောင့်မြတ်စွာဘုရားကဝိပဿနာကိုအကျဉ်းလေးပဲဟောလိုက်တာအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားဟောတဲ့တရားတွေကိုတချို့ကတမျိုးတွေးတယ်ဒါလည်းသတိထားရပေါ့ဆိုပါစို့ပဋ္ဌာန်းနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားကထတ်တူဖြစ်နေတဲ့အနန္တရာပစ္စယောသမန္တရာပစ္စယောဒီနှစ်ခုအားတရားဓမ္မအနေနဲ့ကွဲပြားခြားနားမှုမရှိဘူးထတ်တူပဲဟောတာတယ်ဘာဖြစ်လို့ထတ်တူဟောတာတော့တူရတဲ့နဲ့ဘာလို့ထတ်ဟောတာတော့ဆိုတာသဘောပေါက်ရမှာတရားဟောတယ်ဆိုတာဘုရားသူ့အတွက်ဟောတာမဟုတ်ဘူးနားလေတဲ့နားထောင်တဲ့ပုဂ္ဂိုလ်ကအနန္တရာပစ္စယောဆိုနားလေတယ်တချို့ကနားမလဲသေးဘူးနားမလဲသေးတဲ့အခါကျတော့သမဏန္တရာပစ္စယောလို့ထားဟောပေးတာအဲ့လိုအပြိုတွေရှိတယ်ပေါ့နော်ဟောတဲ့ပုဂ္ဂိုလ်တွေနားလဲအောင်မြတ်စွာဘုရားကဟောကြားတာဖြစ်တယ်မြတ်စွာဘုရားအတွက်ကတော့အကုန်သိပြီးသားပဲလေသိပြီးသားဟောတာအတွေ့တိတ်လို့ရှိရင်မြတ်စွာဘုရားကသဗ္ဗညုတဉာဏ်ရတာရဲ့တန်နဲ့ဘာဖြစ်လို့ထားဟောတဲ့ချွာလို့ထင်တယ်အဲ့လိုတွေးတတ်တယ်အဲ့လိုတွေးလွယ်ပါတယ်မြတ်စွာဘုရားကတရားဟောတဲ့အခါမှာထဟောတာတို့တူတာတွေဟောတာတို့ဆိုတာအကြောင်းနှစ်ခုရှိတယ်တူတာဟောတာပါလေလို့ဆိုရင်ပုဂ္ဂိုလ်လိုက်ပြီးတော့ကြည်ပြီးတော့မြတ်စွာဘုရားဟောတာဒီပုဂ္ဂိုလ်ကဒီလိုဟောမှသဘောပေါက်တယ်ဟိုပုဂ္ဂိုလ်ကြတော့ဟိုလိုဟောမှသဘောပေါက်တယ်ကြည်တဲ့အခါမှာအဲ့ဒါကိုနော်အစ္ဆတေယနာထောင်တဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီးတော့ဟောတာတခါတည်းကျတော့မြတ်စွာဘုရားကဒီအခုလောလောဆယ်တရားပွဲတွေမှာမပပေမဲ့လို့ပို့ပြီးတော့နားလဲအောင်ရှင်းနေပြတဲ့အနေနဲ့ဟောတာပြောတယ်ရှိတယ်အဲ့ဒါဒေသနာဝိလသလို့ခေါ်တယ်နော်ပုဂ္ဂလိသတရားပုဂ္ဂိုလ်ရဲ့အစ္ဆတရားကိုကြည့်ပြီးတော့ဟောတယ်တခါတည်းကျတော့ပြည့်စုံတဲ့ပြည့်စုံအောင်ဆိုပြီးတော့ဟောရတယ်ရှိတယ်အဲ့တော့တရားဟောတဲ့ဆိုတဲ့ကတရားနာတဲ့ပုဂ္ဂိုလ်တွေအတွက်ဟောတာဘုရားသူ့အတွက်ဟောတာမဟုတ်ဘူးဆိုတော့တရားနာတဲ့ပုဂ္ဂိုလ်မှာလိုအပ်ချက်ရှိရင်လိုအပ်ချက်ရှိတယ်လို့ဟောတာနော်
ဆိုလိုတာကမြတ်စွာဘုရားစကားကိုအဖို့မပြောဘူးတိတိကျကျပဲပြောတယ်နော်တိတိကျကျပဲပြောတယ်အဲ့ဒီမှာအခုမလုံးကြဗုဒ္ဓကိုဟောလိုက်တဲ့အခါမှာဝိပဿနာကအဗ္ဗဓမ္မကျင့်တော့ကိုယ်တဏ္ဍမှာတကယ်ဖြစ်နေတဲ့တရားကိုကြည့်လိုက်လို့ရှိရင်မျက်စိနဲ့မြင်တာရှိတယ်လူတွေမှာမနေ့မိုးတော့အလင်းရောက်တဲ့အချိန်ကစပြီးတော့မျက်စိနှလုံးဖွင့်လိုက်လို့ရှိရင်မျက်စိကကောင်းတာလည်းမြင်တယ်ဆိုတာလည်းမြင်တယ်ကောင်းတာမြင်တဲ့အခါမှာလောဘဖြစ်လိုက်ရတယ်မကောင်းတာမြင်လိုက်တဲ့အခါမှာဒေါသဖြစ်လိုက်ကြတယ်ဒါလူများစုကအဲ့တိုင်းပဲလေနော်ကိုကြိုက်တာမြင်လောဘဖြစ်လိုက်မကြိုက်တာမြင်လိုက်ဒေါသဖြစ်လိုက်ထို့တူပဲအတန်ကြားလိုက်တဲ့အခါမှာလည်းပဲကိုကြိုက်တဲ့အတန်ဆိုလောဘဖြစ်လိုက်ကြတယ်ကိုမကြိုက်တဲ့အတန်ဆိုဒေါသဖြစ်လိုက်ကြတယ်အဲ့လိုနဲ့သွားတာကိလေသာဆိုတဲ့လောဘဒေါသတွေဖြစ်တယ်အဲ့ဒီဖြစ်တဲ့အပေါ်မှာကြည့်ပြီးတော့လူတွေရဲ့အကုသိုလ်ဆိုတဲ့ကတရားတွေလည်းလုပ်ကြတယ်နော်နှာခေါင်းကအနံ့ရတဲ့အပေါ်မှာလည်းကိုကြိုက်တဲ့အနံ့ဆိုရင်လောဘဖြစ်တယ်ကိုမကြိုက်တဲ့အနံ့ဆိုဒေါသဖြစ်ပြန်လက်ရကအရာသာခံလိုက်တဲ့အချိန်မှလေကိုကြိုက်တဲ့အရာသာစားမိရင်လောဘဖြစ်ပြန်ရောကိုမကြိုက်တာဆိုဒေါသဖြစ်ပြန်ရောဘုရုဇတိဘွားကလောဘဒေါသလွတ်တာမရှိဘူးလောဘဒေါသဖြစ်တဲ့မောဟဆိုလည်းပါနေတယ်အမှန်မသိတာပါနေတယ်တို့တူပဲခန္ဓာကိုယ်နဲ့ထိတွေ့မှုကြုံနိုင်ကိုကြုံတဲ့အရာကိုနဲ့ထိတဲ့အရာဒီကိုမကြိုက်တဲ့အရာဆိုရင်ဒေါသဖြစ်တယ်အဲ့ကြတဲ့မှာတခုပြောမယ်ဆိုရင်အာယုနေအကောင်ဆိုနှမျိုးလာတယ်နှမျိုးလာတဲ့အခါမှာစိတ်ခံစားချက်ကလည်းနှမျိုးဖြစ်သွားတယ်နော်ကြိုက်မကြိုက်ဆိုတာစိတ်ခံစားချက်ကနှမျိုးဖြစ်တယ်ကောင်းတဲ့အာယုလေးတွေ့ရင်ဒုက္ခဝေဒနာစိတ်ကကျဉ်းတတ်သွားတယ်မကောင်းတဲ့တွေ့ရင်ဒုက္ခဝေဒနာကိုယ်လည်းစဉ်းစားကြည့်မနဲ့ဘူးလေးနဲ့အချိန်ကစပြီးတော့လူတွေဟာမျက်စိနှလုံးဖွင့်လိုက်တာနဲ့မြင်စရာမြင်ပြီနားထဲမှာလည်းအတန်ပေါင်းဆုံးကြားရပြီနှာခေါင်းကလည်းအနံ့နေရလာပြီလက်ရကလည်းအရာသာတွေသိလာပြီကိုယ်ကရလည်းထိတွေ့တွေခံစားရပြီအဲ့ဒါတွေနဲ့လူကင်းတဲ့အခါကျတော့ဘာဖြစ်တော့စိတ်ကူးတာတွေပေါ်လာပြန်စိတ်ကူးချင်စီတဲ့အာယုန်တွေကပြန်ပေါ်လာတယ်ပေါ်လာတဲ့အခါမှာစိတ်ကူးတဲ့မှာပေါ်လာတဲ့အရာလူကစိတ်ကူးတဲ့မှာလည်းဒေါသဖြစ်တယ်လေဥပမာမနေ့ကလူတယောက်နဲ့ရဖြစ်တာတယ်နေ့ရက်တော့အနေပြန်တွေ့ဒေါသပြန်ဖြစ်တာပဲကိုယ်သဘောကြတဲ့အစဉ်လောဘပြန်ဖြစ်တာပဲဟောစိတ်ကူးတဲ့မှာလည်းပဲလောဘဒေါသဖြစ်လာတယ်အဲ့လောဘဒေါသဖြစ်ဖို့အတွက်ပါကအာယုန်နဲ့တွေ့လိုက်တဲ့အခါမှာစိတ်ခံစားမှုကအရင်ပေါ်လာတယ်စိတ်ခံစားမှုကကိုကြိုက်တာဆိုရင်ဒုက္ခကိုမကြိုက်တာဆိုဒုက္ခအဲ့ဒီနှစ်ခုပေါ်လာတယ်ကြိုက်တယ်မကြိုက်ဘူးအမှန်ဆိုလို့ရှိရင်လေဥပိ္ပခာအဲ့ဒီဥပိ္ပခာကြတော့လေအတိမမပြုသည့်အတွက်ကြောင့်မောဟဖြစ်ပြန်လွတ်တဲ့လူသိမရှိနော်ဘဝမှာလွတ်တဲ့လူမရှိအဲ့တော့ဘုန်းကြီးတို့ဒီအရာထားတဲ့အချိန်ကနေစပြီးတော့ဒီပေါ်မှာတတိထားနေတတ်ဖို့အဲ့တော့ဝိပဿနာတရားဆိုတာအချိန်ပိုင်းလေးနဲ့အထောက်အမှမဟုတ်ဘူးနော်အချိန်ပိုင်းလေးနဲ့အထောက်ရင်လွတ်သွားမယ့်အရာအများကြီးဖြစ်နေမှာဒါမို့တတိအမြဲတမ်းထားနေရမှာဖြစ်တယ်နော်တတိအမြဲတမ်းထားနေရမှာ
အဲ့တော့ဝိပဿနာတရားဆိုတာမြင်တဲ့အခါမှာကိုကြိုက်တာလားမကြိုက်တာလားအဲ့ဒီပေါ်မှာကြိုက်မကြိုက်ပေါ်မှာလောဘဒေါသမဖြစ်အောင်စောင့်ကြည့်ရမြင်တဲ့အခါနားရဲကကြားလိုက်တဲ့အခါမှာလည်းပဲကြားတဲ့အတန်ပေါ်မှာကိုကြိုက်တဲ့အတန်လားကိုမကြိုက်တဲ့အတန်လားအဲ့ဒီပေါ်မှာလည်းပဲလောဘဒေါသဖြစ်တယ်နှာခေါင်းကနာလက်ရကအရသာခန္ဓာကိုယ်ကထိတွေ့စိတ်ကူးကြံစည်တဲ့အာယုန်နဲ့ကိုကြိုက်ရင်ခံစားချက်ကဒုက္ခမကြိုက်ရင်ဒုက္ခအဲ့ဒီပေါ်မှာလေလောဘဒေါသတွေဖြစ်နေတာဒါကလူဘဝကိုစိတ်နဲ့သုံးသပ်ကြည့်လိုက်အဲ့တိုက်တွေ့အောင်နော်အဲ့တဲ့တွေ့တော့အစောပြကအခုမလုံးချဘုရားယဟန်ကိုဝိပဿနာလုပ်ဖို့ဘယ်လိုပြောတော့ဆိုရင်ခြုံကြည့်လိုက်လို့ရှိရင်မျက်စိနဲ့မြင်ရတဲ့အာယုန်နဲ့ဆုံတဲ့အခါတစ်ခါနားနဲ့ကြားရတဲ့အသံနဲ့ဆုံတဲ့အခါတစ်ခါပြိုင်တူလေးဖြစ်ချင်းဖြစ်မယ်နော်တိုက်ရိုက်ကြည့်ပြိုင်တူတော့မဖြစ်ဘူးအချိန်မှလေးတော့ကွာတယ်အဲ့တော့မျက်စိနဲ့မြင်တဲ့အခါဒိဋ္ဌမြင်နေတဲ့အခိုက်မှာဖြစ်လို့ရှိရင်မြင်တဲ့အာယုံပေါ်မှာမြင်တဲ့ဆိုတဲ့အသီးလောက်ပဲဒါလောဘဒေါသမဖြစ်အောင်ထိန်လို့ဆိုလို့အဲ့ဒါကိုဒိဋ္ဌမတ္တံပဝိတ္တိမြင်တဲ့အာယုံပေါ်ကိုတွေ့တာမှုတွေပုံတိမှုတွေမဖြစ်စေနဲ့မြင်တဲ့အတိုင်းတာတစ်ခုတည်းရတို့တူပဲကြားရင်လေကြားတဲ့အတတ်ပေါ်မှာဆက်ပြီးတော့မစင်စားနဲ့ကြားတဲ့အတတ်ပေါ်မှာပဲလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိမ့်သိနှာခေါင်းကအနံ့ရတာလက်ရကအရာသာသိတာခန္ဓာကိုယ်ကအထီးတွေ့အဲ့ဒီသုံးမျိုးကိုမုတေမုတ္တမတ္တကိုနဲ့ထီတွေ့လာတဲ့အာယုန်တွေပေါ်မှာကြိုက်မကြိုက်ပေါ်မှာလောဘဖြစ်ဒေါသဖြစ်တာတွေမဖြစ်အောင်တတိနဲ့စောင့်ထိတ်စိတ်ကူးကြံစည်တဲ့အခါမှာဝိညာတိဝိညာဏမတ္တနော်သိတယ်ဆိုတဲ့နေရာမှာကိုသိတယ်ကိုစိတ်ကူးတယ်မှာပေါ်လာတဲ့အသည့်ပေါ်မှာကြိုက်တာမကြိုက်တာပေါ်လာတယ်ပေါ်လာတဲ့အခါမှာဒုက္ခဖြစ်မယ်ဒုက္ခဖြစ်မယ်အဲ့ဒီပေါ်မှာလောဘဒေါသမဖြစ်ဖို့တည်တဲ့အတိုင်းဒါတော့ပဲရပ်ပါလို့ဒါကအကျဉ်းဆုံးဝိပဿနာအာနေရမလဲဆိုရှင်းမပြအောင်နော်ဒါပေမဲ့လို့ဒီမလုံးချဗုဒ္ဓဆိုတဲ့ကိုရောကြီးကနားလဲသွားတယ်ဒီလိုတွေကတလောက်နဲ့နားမလဲဘူးအဲ့ဒီတိုင်းရထားပါမင်းရထားလိုက်လို့ရှိရင်ဘယ်လိုအကျိုးတွေရမလို့မြင်တာကိုမြင်တဲ့အတိုင်းတပါပဲထားလောဘဒေါသမဖြစ်စေနဲ့ကြားတဲ့အာယုပေါ်မှာကြားတဲ့အတိုင်းတာလောဘဒေါသမဖြစ်စေနဲ့အနံ့ရတဲ့အရာသာသိတယ်ကိုယ်ကာယနဲ့ထိတယ်ဆိုတဲ့အာယုပေါ်မှာထိတဲ့အတိုင်းတာအတိုင်းပဲယထာလောဘဒေါသတွေပဲဖြစ်စေနဲ့စိတ်ကူးကြံစည်လို့သိလာတဲ့အာယုပေါ်မှာနော်သိတဲ့အတိုင်းပဲသိတဲ့အတိုင်းဆိုတာပထမဆုံးစဖြစ်တာနဲ့နော်သိုံမသိတာလေစတွေးတဲ့အခါကျတော့လောဘဒေါသပါလာတာချက်ချင်းကြီးလောဘဒေါသဖြစ်တာမဟုတ်ဘူးမြင်လေမြင်ချင်းလောဘဒေါသမဖြစ်ဘူးကြားရင်လေကြားပြီးချင်းလောဘဒေါသမဖြစ်ဘူးအနံ့ရတရားနဲ့ထိတွေ့ရင်ခန္ဓာကိုယ်နဲ့ထိတွေ့ရင်လည်းထိတွေ့ချင်းထိတွေ့ပြီးချင်းတော့ရှောလောဘဒေါသဖြစ်တာမဟုတ်ဘူးစိတ်ကူးပြီးတော့မှကြိုက်မကြိုက်ပေါ်မှာမူတည်ပြီးလောဘဒေါသဖြစ်တာနော်ချက်ချင်းမဖြစ်ဘူးအဲ့တော့မဖြစ်တဲ့အတိုင်းဒါအတိုင်းပဲတတိထားနေဘူးဆိုပြဒါအကျဉ်းဆုံးဝိပဿနာပဲနော်အဲ့လိုနေလိုက်ရင်ဘယ်လိုအကျိုးရမှာလို့ဆိုရင်
အကျိုးရတာကိုလည်းကျင့်ကျင်လေးပဲဟောတယ်မြတ်စွာဘုရားအဲ့လိုနေလိုက်လို့ရှိရင်တတော်တွန်နာတေနာအဲ့လိုနေနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီအာယုန်နဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်တော့ဘူးလို့ပြောလိုက်တာနော်အဲ့လိုနေနိုင်မဲ့ဆိုရင်အခုပြောတဲ့မြင်တဲ့အာယုန်ကြားတဲ့အာယုန်ထိတွေ့တဲ့အာယုန်သိတဲ့အာယုန်အဲ့ဒီအာယုန်လေးရက်နဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်တော့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့မင်းဒုက္ခမရောက်တော့တတော်တွန်နာတေနာအဲ့ဒီလိုလောဘဒေါသမဖြစ်တော့ဘူးစင်မဖြစ်တော့တတော်တွန်နာတတ်တာအဲ့ဒီအာယုံပေါ်မှာလည်းမင်းအတွေ့လွဲတာမဖြစ်တော့ဘူးလေမသိပြီအတွေ့လည်းမလွဲတော့အဲ့ဒီအာယုံနဲ့ပတ်သက်ပြီးလောဘဒေါသနဲ့လည်းမတွဲဘူးလောဘဒေါသဒီအာယုံပေါ်မှာလည်းပဲကြာရှည်ရတည်မနေတော့ဘူးဒီလိုဆိုလို့ရတယ်နော်အဲ့လိုရတည်မနေဘူးဆိုရင်ဘာဖြစ်လဲဒီဝိတာအဲ့လိုတည်သွားလို့ရှိရင်ဘဝမှာဒီဝိတာနာဟုရအဲ့နေရာမှာဒီဘဝအတွက်ပြောမယ်ဆိုလို့ရှိရင်မင်းရဲ့စိတ်ဟာဣဇဒဆိုတဲ့ကိုယ်တဏ္ဍပေါ်မှာလည်းလောဘဖြစ်မှာမဟုတ်ဘူးနာဟုရနော်ဗဟိရအာယုနဲ့ပတ်သက်ပြီးတော့လဲလောဘဖြစ်မှာမဟုတ်ဘူးဒေါသဖြစ်မှာမဟုတ်ဘူးနာဥပယမန္တရေနာအဲ့ဒီနှစ်ခုကြားမှာလဲလောဘဒေါသဖြစ်เสียမရှိဘူးအဲ့လောဘဒေါသတွေမဖြစ်ဘူးဆိုရင်ဒါဟာဒုက္ခကိုဆုံးသတ်ခြင်းပဲဖြစ်တယ်နောက်တတိနဲ့ပြောမယ်ဆိုလို့ရှိရင်ခုနလိုအာယုတိနဲ့လောဘဒေါသမဖြစ်တော့ဘူးဆိုလို့ရှိရင်ယန္တာဖြစ်သွားတဲ့အတိတ်ပဲပြောကိလေသာတွေနဲ့ဘယ်တော့မှမတွဲတော့ဘူးဆိုရင်မင်းရဲ့ဘဝဒီဘဝကုံဆုံးသွားတဲ့အခါမှာနေဝိတာဒီဘဝဒီလိုလက်ရှိဘဝမြို့မှာလည်းပဲမတွေ့တော့နာဟုရလောကကြီးမှာပဲဘဝစွာသောဒီဝိဒါစာဒီစัจ java လာလည်းမမတွေ့ဘူးနာဟုရတခြားစัจ java လာတွေပါလည်းမတွေ့မှာမဟုတ်ဘူးနာဥပယမတ္တရေစัจ java လာနှစ်ခုအကြာမှလည်းမင်းကိုတွေ့မှာမဟုတ်တော့ယန္တာဖြစ်သွားလို့ရှိရင်ပျောက်သွားတာပြုတ်ဖြစ်သွားတယ်နော်ခန္ဓာ၅ပါးမှမရှိတော့ယန္တာဖြစ်သွားပြီးတဲ့နောက်မှာကိလေသာကငြိမ်းသွားတယ်ကိလေသာငြိမ်းသည့်အတွက်ကြောင့်ကံတွေကဘဝဆိုတဲ့ယုံနာကိုမဖြစ်စေတော့မဖြစ်စေတဲ့အခါကျတော့နော်ဒုက္ခလို့သတ်မှတ်ထားတဲ့ရုပ်တည်နတ်နေဟာဒီမှလည်းမဖြစ်ဘူးတခြားပါလည်းမဖြစ်ဘူးဘယ်နေရာမှမဖြစ်ဘူးလို့အဲ့ဒါဒုက္ခဆုံးသတ်ခြင်းပဲအဲ့တော့ဘုရားရဲ့နိဗ္ဗာန်ကလည်းဒုက္ခဆုံးသတ်မြတ်စွာဘုရားကလောကမှာအရှိတရားအနေနဲ့နှစ်ခုပဲဟောတာဒုက္ခနဲ့ဒုက္ခនិရောဓဘုန်းကြီးတို့တွေရတာကဒုက္ခနော်အဲ့ဒီဒုက္ခကိုအဆုံးသတ်နိုင်လို့ရှိရင်ဒုက္ခនិရောဓဒီနှစ်ခုပဲရှိတယ်ပဋိစ္စသမုပ္ပါဒ်ကြည်လေအနုလောမပဋိစ္စသမုပ္ပါဒ်မှာဧဝမေတ္တကေဝရတဒုက္ခခန္ဓတသမုဒယောဒုက္ခဖြစ်ကြောင်းတရားပဲဟောတယ်ပတိလောဘကြတော့ဧဝမေတ္တကေဝရတဒုက္ခခန္ဓတនិရောဓနော်ဖြစ်တာတဲ့ချုပ်ငြိမ်းတာတခုအလုံးအဒုက္ခအကြီးပဲဖြစ်တာလည်းဒုက္ခချုပ်သွားတာလည်းဒုက္ခသရဝဆိုတာမရှိဘူးဖြစ်နေတာယုံနဲ့နာမရှိတယ်အဲ့ဒီယုံနဲ့နာကိုဒုက္ခလို့နော်ဒုက္ခအဆုံးသတ်သွားတာဒီလိုနိဗ္ဗာန်ရောက်လို့ရှိရင်ဘယ်မှရှာမတွေ့ဘူးလို့ဆိုလို့မြတ်စွာဘုရားကိုဆွဆွဲကြတယ်ဘယ်လိုဆွဆွဲတော့ယံအင်္ဂေါရမဟာတတ္တဝါတွေကိုဖျောက်ဖျက်ပစ်တယ်တတ္တဝါတွေကိုဖျောက်ဖျက်ပစ်တာနိဗ္ဗာန်ရသွားရင်တတ္တဝါတွေကဘယ်မှရှာမတွေ့တော့ပျောက်သွား
ဘဝကြီးအပြောက်ဆုံးသွားပြီအဲ့ဒါကြောင့်လို့တတ္တဝါတွေကိုဖြောက်ဖြစ်ပြတဲ့ဝါဒလို့မြတ်စွာဘုရားကိုဆွဆွဲတော့မြတ်စွာဘုရားကဘလို့တုံ့ပြန်လို့ဆိုရင်ငါကအစာရတတ္တဝါရှိတယ်လို့ဟောမှမဟောတာတဲ့ငါဟောတာဒုက္ခနဲ့ဒုက္ခនិရောဓဒီနှစ်ခုပဲဟောတယ်ဒုက္ခရှိတယ်ဒုက္ခချုပ်ငြိမ်းတာရှိတယ်ဒီနှစ်ခုပဲဟောတာအဲ့တော့ငါယောအရာဥတ္တဝဖြောက်ဖြစ်တယ်ဆိုတာမင်းတို့တလွယ်ဆွဆွဲနေတာပဲဖြစ်တယ်ဟုတ်တယ်ဝိပဿနာတရားအထုတ်ရင်တတ္တဝဆိုတာရှိကိုမရှိအောင်နော်တကယ်လည်းမရှိတာတကယ်မရှိတာကိုလူတွေကအရှိထင်နေတာ illusion လို့ခေါ်တယ်လွယ်မှားနေတာမရှိတဲ့မွေးကြီးကိုကြည့်ပြီးကြောက်နေတာမရှိတဲ့တရေကိုကြည့်ပြီးစိတ်ကူးနဲ့ကြောက်နေတာတကယ်တော့တရေမရှိဘူးသင်္ဂုတ်တို့ကြီးပဲရှိတယ်လမ်းမေးမှာမွေးမရှိဘူးကြိုးခွေကြီးပဲရှိတယ်ဒီသဘောပြောနော်ကိုကမွေးလို့ထင်လိုက်ရင်ကြောက်စိတ်ကဝင်သွားတရေလို့ထင်လိုက်ရင်လည်းကြောက်စိတ်ကဝင်သွားတကယ်အရှိဖို့တဲ့ပုံမှာထင်နေတာလို့အဲ့ဒီလိုမြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ဟောတယ်အဲ့တော့ဝိပဿနာမှာအကျဉ်းဆုံးနေဒီဝိပဿနာတရားအထုတ်လိုက်လို့ရှိရင်ဒီအာယုန်နေနဲ့ဘယ်တော့မှမပတ်သက်တော့ဘူးမပတ်သက်လို့ရှိရင်ဒါအဆုံးသတ်သွားတာပဲဟုတ်တယ်ဘုန်းကြီးတို့တွေမျက်စိနဲ့မြင်တဲ့အာယုန်နားနဲ့ကြားရတဲ့အာယုန်နှာခေါင်းလျှာကိုယ်ကာယတဲ့ထိတွေ့ရတဲ့အာယုန်စိတ်ကူးကြံစည်ရတဲ့အာယုန်တွေနဲ့အမြဲပတ်သက်နေကြတယ်နော်ကြိုက်တယ်မကြိုက်ဘူးဆိုတာလည်းဒီပေါ်မှာပဲဖြစ်နေကြတာအမြဲပတ်သက်နေတာနော်ကိုကြိုက်ရင်သဘောကျရှိကြမောကြမကြိုက်ဘူးဆိုရင်ဒေါသဖြစ်ကြရှမ်းဖြစ်ကြဟောအဲ့လိုနဲ့နေနေတာအချိန်မရွေးကိုယ့်အကိုစဉ်းစားကြည့်လိုက်အဲ့ဒီလိုမြတ်စွာဘုရားကဝိပဿနာကျင့်စဉ်ကိုအာယုန်နဲ့ပတ်သက်ပြီးရှေ့ဆက်မတွေးဘူးထိမ့်ဖို့ပဲဟောလိုက်တာဘယ်လိုထိမ့်ဆိုတာမပါဘူးနော်အဲ့တော့ဘယ်လိုထိမ့်ဆိုတာကိုမလို့ကြဗုဒ္ဓကနားလဲသွားတယ်သူတို့မှကျင့်စဉ်နေရှိပြီးသားဖြစ်တော့သူကနားလဲတယ်အဲ့ဒီနားလဲတဲ့အတိုင်းမြတ်စွာဘုရားကိုသူကလျှောက်တယ်အရှင်ဘုရားအကျင့်လေးဟောတဲ့ဝိပဿနာကိုတဲ့တပည့်တော်ဒီလိုနားလဲပါတယ်အဲ့ဒါကိုနားထောင်လိုက်ရင်တော့ပိုရှင်သွားနော်သူနားလဲတယ်လို့ကိုနားရဲ့လဲရလာတာခေါနကမြင်တာကိုမြင်တဲ့အတိုင်းပဲထားလိုက်ပါကြားတာကိုကြားတဲ့အတိုင်းထားလိုက်ပါထိတွေ့တာကိုထိတွေ့တဲ့အတိုင်းပဲထားလိုက်ပါနော်လောဘဒေါသဖြစ်အောင်မစဉ်းစားပါနဲ့လို့အဲ့ဒါလောက်လေးနဲ့နားလဲပြီလားလို့ဆိုတော့နားမလဲသေးဘူးအဲ့တော့မလို့ကြဗုဒ္ဓကရှောက်တာဘယ်လိုရှောက်တော့ဆိုတော့လူတွေဟာတဲ့မြင်တာကိုမြင်တယ်လို့မထားနိုင်တာဘာဖြစ်လဲရူပန္ဒိတဝါတတိမုဋ္ဌာမြင်လိုက်တာနဲ့တပြိုင်ကတတိယပြောက်သွားပြီမရှိတော့လွတ်တော့တတိယပဲရောက်သွားတော့တတိယလုံးဝကာဝဲပေးမဲ့တတိယလုံးဝမရှိတော့နော်တတိယလုံးဝပြောက်သွားတယ်အဲ့ချိန်မှာတတိယလွတ်သွားတယ်မြင်လိုက်တဲ့အာယုံတော့လိုက်သွားပြီအဲ့ဒီနေရာမှာတတိပြောက်သွားတာနော်အစင်အာယုံကိုမြင်လိုက်တာနဲ့တပြိုင်တည်းတတိယပြောက်သွားပြီတဲ့ရူပန္ဒိတဝါတတိမုဋ္ဌာရုပ်အစင်ကိုမြင်လိုက်တာနဲ့တပြိုင်တည်းတတိယပြောက်သွားပြီတဲ့ပြောက်သွားတော့ဘာဖြစ်တော့ပိယနိမိတ်နိမိတ်တမနတိကရောတော်အဖြစ်များတာကိုပြောတာကိုမြင်တဲ့ဟာလေးကနှစ်သက်စရာကျင့်တဲ့စရာကောင်းနေဆိုတော့အဲ့ဒါလေးပေါ်မှာပဲစိတ်ဝင်စားသွားတယ်တတိယမရှိတော့ဘူးကိုမြင်တာငါမြင်တယ်ဆိုပြီးတော့အဲ့ဒီအာယုံလေးကိုစိတ်ဝင်စားသွားတယ်ဟောမဟုတ်ကိုယ်ကစဉ်းစားကြည့်မြင်လိုက်တဲ့ပုံမှာပန်းလေးလာလေးမြင်အဲ့ဒီပေါ်စိတ်ဝင်စားသွားတတိယပြောက်သွားပြီအဲ့ချင်းတတိမရှိတော့မြင်တဲ့အာယုံပေါ်မှာစိတ်ကဝင်စားသွားတယ်တာရတစိတ်တော်ဝိတိတိတဲ့အဲ့ကြတော့တွေ့တာတဲ့စိတ်တမတိစိတ်တွေနဲ့
နော်သဘောကျရင်ဒုက္ခဝေဒနာခံစားရတယ်ဒုက္ခဝေဒနာကျင့်တဲ့လို့ပြုံးလို့ကိုကြိုက်တာလေးမြင်လိုက်ရင်လူကကျင့်တဲ့သွားတယ်ပြုံးသွားတယ်အဲ့ဒါစိတ်ခံစားမဲ့ကအဲ့ဒီရောက်သွားတယ်နော်တင်းစာဣသောတဒိဋ္ဌတိအဲ့ဒီအာယုလေးရပဲကိုလွှမ်းကြိုက်တာကျန်တဲ့မေ့သွားပြီမရှိတော့ကျန်တဲ့မေ့သွားမြင်လိုက်တဲ့အာယုလေးပေါ်မှာသဘောကျပြီးတော့ကျင့်တယ်နော်အဲ့ဒီကလေးအာဟုသူရိယဖြစ်လာတယ်ဒါကကောင်းတဲ့ဘက်ကိုပြောတာမကောင်းတဲ့ဘက်နဲ့ပြောလိုက်ကိုမကြိုက်တဲ့အာယုတစ်ခုကိုမြင်လိုက်တယ်မြင်လိုက်တာနဲ့တတိယမေ့သွားပြီဘာဖြစ်လာလဲကိုမကြိုက်တဲ့အာယုကြီးစိတ်ထဲမှာရောက်လာအဲ့ဒီရက်လွှမ်းမိုးနေတယ်လွှမ်းမိုးနေတော့ဒေါသတွေနဲ့စိတ်ခံစားလာဒေါသတွေဖြစ်ပြီးစိတ်ခံစားလာအဲ့ဒီအာယုကြီးကကိုယ်စိတ်ကိုလွှမ်းမိုးတရားတတိယဘုနေသားနော်ကြိုက်မကြိုက်တဲ့ကိုယ်လွှမ်းမိုးနေတယ်ကိုကြိုက်တဲ့အာယုလေးကိုလွှမ်းမိုးဒါတကယ်ပဲအဲ့လိုဖြစ်ကိုလွှမ်းမိုးထားတယ်တဲ့လွှမ်းမိုးထားတော့ပါရိဖြစ်တော့ဆိုရုပ်အစင်းကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့စိတ်ခံစားချက်တရားမျိုးစုပေါ်လာတယ်ကြိုက်မကြိုက်ဆိုတဲ့စိတ်ခံစားချက်တရားမျိုးစုပေါ်လာတယ်ကျင့်တဲ့မကျင့်တဲ့ဘူးစိတ်ခံစားချက်တွေမျိုးတွေပေါ်လာပြီးတဲ့အခါမှာလောဘတွေပေါ်လာတယ်ဒေါသတွေပေါ်လာတယ်ရခြင်းလေမရရင်လည်းစိတ်ပင်ပန်းနေဟောနော်ဒါလေးမှမရရင်မနေနိုင်ဘူးဆိုတာဖြစ်လာနော်မနေနိုင်ဘူးဆိုတာဒီတဲ့ရှင်းအောင်ပြောရင်တော့အပြုလူပြုအကြောင်းပြောလိုက်ရင်ပိုရှင်းသွားနော်မရမနေနိုင်ပါဘူးဖြစ်လာကလေးတွေရဲ့တဘာဝကိုပြောလိုက်တမန်အဖြစ်တော့ဆွဆောက်မှုတလောက်ကြီးအာယုံကအကောင်းကြီးမှကောင်းမယ်ပေါ့နော်လူငယ်လူရွယ်တွေအနေနဲ့ပြောလိုက်မယ်ဆိုတဲ့အတိုင်းဖြစ်သွားစိတ်ကလွှမ်းမိုးခံရပြီနော်အဲ့တော့အဘိစာစာဝိဟိတစာအာယုံမောမစိတ်ကူးနေတာလည်းပဲပြတ်တော့ကိုကြိုက်တာလေးတွေ့ရတာလည်းပဲစိတ်ကူးနေဘယ်လိုရအောင်လုပ်ရမလဲစိတ်ကလည်းပင်ပန်းနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်တမတုပဟိယတိဒီအာယုံကသူ့ကိုနှိပ်စက်တယ်အဲ့လိုမရစားလို့မရမြတ်စွာဘုရားလက်ထက်တုန်းကဒီရှင်မင်းကြီးကိုစမုတ်စိတ်ပဲ့ဖို့စတ္တတိတယောက်ရှိတယ်နော်လိတ်ဆွေမင်းသားရဲ့နတ်တို့ကိုသွားပြီးတော့မုတ်စိတ်တွေပါပြင်ပေးရတယ်တရကြတော့သူ့သားလေးခေါ်သွားတယ်နော်သူ့သားလေးခေါ်သွားတယ်ရှင်မင်းကြီးရဲ့မုတ်စိတ်တို့စမင်းတို့ပြုပြင်ပေးတဲ့အခါသူ့သားလေးခေါ်သွားတယ်အဲ့ဒီကောင်းလေးကနတ်တို့ရောက်ဖူးတာမဟုတ်ဟိုကြတော့ဘာတွေ့တော့လိတ်ဆွေမင်းသမီးလေးတွေအမတမချောတာတယ်နော်အမတမချောတယ်သူတို့မြင်ပြီးတော့အဲ့ဒီကောင်းလေးကမနေနိုင်မထိုင်နိုင်ဖြစ်တမင်းလည်းမစားနိုင်ဟင်းလည်းမစားနိုင်နောက်ဆုံးသေသွားသည့်ထီအောင်ဖြစ်တယ်နော်အဲ့ဒီဇလန်ရှိတယ်လိတ်ဆွေမင်းသမီးလေးပါမရရင်သူသေရပါမယ်ဘယ်လိုလုပ်ရသူကစတ္တတယ်စေတဉာဏ်လည်းဒါကွာအဲ့ဒါမျိုးထီအောင်သမန်အာယုမဟုတ်ဘူးဖန်ဆာနိုင်တဲ့အာယုမျိုးထီအောင်လူလောကမှာတည်းလို့ဖြစ်တယ်နော်လူဖြစ်တယ်ကိုနင်းတဲ့အာယုဆိုရင်မရရင်သေတော့သွားတယ်လူတွေကအဲ့ဒါကိုပြောတာဒီမှာရူပန်ဒိဋ္ဌဝတတိမုဋ္ဌာဆိုလွတ်သွားတာအဲ့တိုင်းဖြစ်တာအဲ့လိုဖြစ်ပြီးတော့သေတယ်မသားအများကြီးရှိတယ်စိတ်ဒုက္ခရောက်ပြီးတော့ကိုတတ်သေးတာတို့ဘာလို့တာကြတော့တာတွေပြေးနော်အဲ့တော့လည်းဒီလိုဖြစ်ခဲ့ဘူးတဲ့အဲ့ဒါလား50ဇတ်တယ်ဘာလဲပါတယ်ဒါမျိုးတွေရှင်ဝင်ဂီတာဆိုတဲ့ယဟန်တော်ကသူငယ်ငယ်ရွယ်ရွယ်တက်တူတယ်ငယ်ငယ်ရွယ်ပဲရှိသေးတယ်သာသနာ့ဘောဝင်လာတယ်ဝင်လာတဲ့အခါမှာဆွမ်းခံသွားတော့ယ
ani ko tonde dara shire myore yare tware kama tauji pyauji pichi ne ko lan lai be ko ji twa no sai ma thain nai ma so lo ko lan lai ko twa bhong ji de taw a jaw maနေတာsai ma thain nai ma so lo ko lan lai ko ji twa lo pyaw ta ai ko ro nge nge yue ne son law ne a myo thami twa ji mi twa ji mi de kha ja ro tu sai de blau su ko da ve me do tu shi ga twaနေတာsha nanda tu sayaအဲ့လိုသွားနေတော့သူကပွင့်လင်းတော့ရှန္ဒနာကိုလျှောက်တယ်တပီတော့စိတ်တွေဖောက်ပြန်နေပြီဗျာသူကသူတတိထားလိုက်ပြီတယ်သူစိတ်တွေပေါ်မှာလောဘတွေကလွှမ်းမိုးနေတယ်ဒါကတွေလွှမ်းမိုးနေပြီရှင်းထဲမှာပူလောင်နေတယ်အဲ့ဒါကိုဘယ်လိုလုပ်ငြိမ်အောင်လုပ်မလဲဆိုတော့ရှန္ဒနာကဆွမ်းခံတဲ့သူတရားဟောပြီမင်းအတွေ့လွယ်နေလို့ဖြစ်တာတဲ့မင်းအတွေ့ကိုပြောင်းလိုက်တယ်မင်းကလှတယ်လို့သွားတွေ့တာကိုအဲ့မှာမလှတာတွေကိုကြည့်လိုက်တယ်လူတယောက်ရဲ့အပေါ်မှာဆွဲလန်းလို့ရှိရင်မလှတာကိုဘယ်လိုကြည့်လဲလွယ်လွယ်လေးရဲ့ကြည့်ခြင်းသူမျက်လုံးကထွက်တာမျက်ခြေနားကထွက်တာနှပါစီနှာခေါင်းကထွက်တာနှက်ခြေနော်ပါးစပ်ကထွက်တာတတွေးအဲ့တော့ထွက်တာတွေအကုန်စဉ်းစားကြည့်လိုက်လို့ရှိရင်တွေ့တာစရာဆိုတာသူမရှိတော့နော်အလုံးချုံမှာ beauty is skin deep ဆိုတာပြောရတယ်မဟုတ်လားလှတယ်ဆိုတာပေါ်ရန်လေးပဲအဲ့ဒါကိုအတွင်းကိုလှမ်းကြည့်လိုက်စိတ်ကူးနဲ့လှမ်းပြီးတော့ကြည့်လိုက်လို့ရှိရင်အလုံးမတန်မှရှင်စရာကောင်းတဲ့ရသော်ပြစကားနဲ့ပြောမယ်ဆိုရင်ဗုဒ္ဓဂရိတပုံနံဆိုတာကျင့်ဒီကျင့်ခဲ့နေတဲ့ပြည့်နေတယ်ဣမံဗုဒ္ဓဂရိတပုံနံနော်ပါရပိဏတံဖုတိတုနာအိစေမာဂတိယအပြည့်ကကြည့်တော့လှနေသို့တော့အတွင်းကိုကြည့်လိုက်လို့ရှိရင်အညစ်အကြေးတွေနဲ့ပြည့်နေနော်အဲ့ဒီတော့အတွင်းကိုကြည့်ခိုင်းတယ်အညစ်အကြေးတွေနဲ့အဲ့ဒါကြည့်လိုက်လို့ရှိရင်မင်းရဲ့တတ်မဲ့တဲ့တဏှာရာကပျောက်သွားလိမ့်မယ်တင်ညာယဝိပရိယတေစိတ်တန်တေပရိတရှတိမင်းအတွေ့လဲလို့မလွယ်နေလို့ဖြစ်တာပါတဲ့ဆိုပြီးတော့ရှေ့တတကအတုပါယဘာဝေဟိမလှဘူးလို့မင်းစိတ်ပြောင်းလိုက်ကွာမတင်တဲ့ဓာတ်တွေကိုမင်းကြည့်လိုက်နော်အတုပါယစိတ်တန်ဘာဝေဟိမတင်တဲ့သဘောတွေကိုမင်းတွေးကြည့်လိုက်နော်ပြီးတော့မမနာတွေဆက်မဖြစ်စေနဲ့မာနကိုလည်းပယ်လိုက်အဲ့ဒါဆိုလို့ရှိရင်မင်းရှေ့ဆက်ပြီးတော့ရာဂမိကမင်းကိုမလောက်တော့တားလိုက်လို့ပြောအဲ့ဒါနဲ့ကမ္မထန်တစ်ခုပဲလေဖြစ်လာရင်ကိုယ့်ကိုယ်ပဲညှိရမှာဒေါသဖြစ်လာတဲ့အခါကျတော့ကိုမြင်တဲ့အာယုဘောမှာဒေါသဖြစ်လာလို့ရှိရင်မင်းကပုံစရာတော့တွေးတာကိုမတွေးနဲ့ပုံစရာလို့မတွေးလိုက်နဲ့သူ့ရဲ့သဘောကောင်းတဲ့အချက်ကလေးတွေတဏှာစရာကောင်းတဲ့အချက်ကလေးတွေအဲ့ဒါလေးကိုပြန်စဉ်းစားလိုက်သို့မဟုတ်မင်းလူဆိုတာခဏတွေးကြတာမုန်းနေတော့ရပါအကျိုးရှိပါလေစဉ်းစားလိုက်အဲ့လိုစဉ်းစားလိုက်လို့ရှိရင်ဒေါသကိုဖြောင်းလို့ရပါလောဘဒေါသကိုအဲ့ဒီနီးနဲ့ပဲဖြောင်းအဲ့ဒါတွေမထားဘူးဆိုရင်ခုနကမြင်တာကိုမြင်တဲ့အတိုင်းထားပါလို့ဆိုတာဟာဘာနဲ့ထားမှာလဲတတိနဲ့ထားနံပါတ်1နော်မြင်တဲ့ဆိုတာစဉ်းစားလိုက်မြင်လို့လောဘဖြစ်ပြီးဆိုရင်မလုပ်လိုက်ဘူးအေးစဉ်းစားလိုက်ပေါ့မြင်တဲ့ဆိုတာမျက်လုံးကောင်းလို့မြင်တာမျက်လုံးကတစ်ခုမြင်စရာအာယုံကတစ်ခုမျက်လုံးနဲ့မြင်စရာအာယုံနှစ်ခုစုံလိုက်လို့မြင်တာဖြစ်တယ်မျက်လုံးဆိုတာလည်းပဲမမြဲဘူးနော်ယုတ်တရားတသက်ဖြစ်တယ်ငါလည်းမဟုတ်ဘူးမြင်စရာအာယုံဆိုတာလည်းပဲယုတ်တရားတသက်ဖြစ်တယ်ငါလည်းမဟုတ်ဘူးသူလည်းမမြဲဘူးအဲ့ဒီနှစ်ခုကိုကြောက်ပြုတ်ပြီးတော့ဖြစ်လာတဲ့မြင်သိစိတ်ဆိုတာလည်းပဲန
န်းတရားပဲဖြစ်တယ်သူလည်းမပြဲဘူးအဲ့လိုစဉ်းစားလိုက်ရင်လည်းပျောက်သွားနော်အဲ့ဒါဟာမြင်တာကိုမြင်တယ်လို့ထားတာနဲ့တူတူပဲအဲ့လိုလို့မှပြောတာနော်အဲ့လိုမလုပ်ပဲတဲ့တတိလွတ်သွားလို့ရှိရင်ကတော့ခုနပြဿနာတွေရှိလိုက်တက်လာတယ်နော်အဲ့ဒီမှာစိတ်ကိုနှောင့်ယှက်သွားပြီးတော့အဲ့ဒီအတွေ့အဘလောက်ထိအောင်ဒုက္ခပေးလို့ဧဝံအာစိနာတောဒုက္ခအာရနိဗ္ဗာန်ဩစတိမင်းဟာရင်းနဲ့နှလုံးနဲ့ကအေးချမ်းသွားမဲ့အခြေအနေနဲ့လောဝေးသွားပြီပူတော့မှာပဲနော်မချိုးနိုင်လိုက်လို့ရှိရင်ပူလောင်မှုတွေများလာနိဗ္ဗာန်နဲ့ဝေးသွားပြီနိဗ္ဗာန်ကိုကြောပေးပြီးသွားလိုက်တယ်လို့ဖြစ်သွားပြီနော်တဘာဝတရားကိုမရှုနိုင်ဘူးဆိုနိဗ္ဗာန်ကိုကြောပေးသွားတယ်ဒါကမြင်တဲ့အာယုန်နဲ့ပတ်သက်ပြီးတော့ဒီမလုကျဗုဒ္ဓကသူ့သဘောပေါက်တာကိုရှောက်တာနော်အဲ့တော့လူတွေရဲ့အဖြစ်တဲ့ကတိတိုင်းပဲအစင်အာယုန်မြင်လိုက်ရင်တတိကမေ့သွားပြီမေ့သွားတော့ကိုယ်သဘောကြတာတွေကစိတ်ဝင်စားနေတယ်စိတ်ဝင်စားနေလောဘအတွေ့တွေနဲ့စိတ်ခံစားရတယ်အဲ့ဒါတွေကပဲကိုယ်လွှမ်းမိုးထားတယ်လောဘတွေဒေါသတွေမောဟတွေလွှမ်းလို့စိတ်ဆင်းရဲမှုတွေကြုံလာတယ်ဒုက္ခတွေပဲဖြစ်လာတယ်အဲ့ဒါဆိုရင်နိဗ္ဗာန်နဲ့ဝေးသွားပြီဆိုတော့နိဗ္ဗာန်နဲ့နီးအောင်ဘယ်လိုလုပ်လဲနသောရိစတိရူပေတုအစင်အာယုပေါ်မှာကိုကြည့်လိုက်တယ်ကြည့်လိုက်ကြရငါမျက်နှာဟာလူလည်းမဟုတ်ဘူးတရဝလည်းမဟုတ်ဘူးမျက်စိနဲ့မြင်လို့မျက်စိနဲ့မြင်လို့ရတဲ့အစင်အာယုန်လေးကိုမျက်နှာသာဖြစ်တယ်စဉ်းစားလိုက်တယ်လူကိုမျက်နှာမဟုတ်ဘူးနော်မျက်စိနဲ့မြင်လို့ရတဲ့အစင်လေးကိုမျက်နှာရူပဒိဋ္ဌဝပဋိတ္တောမြင်လိုက်တာနဲ့တပြိုင်တည်းသူကနော်မြင်လိုက်တာနဲ့တပြိုင်တည်းတတိယရှိသွားတယ်မြင်လိုက်ပြီဆိုရတဲ့တတိရှိသွားပြီမြင်တာကိုမြင်တယ်လို့မှတ်ရင်လည်းတတိဖြစ်တယ်နော်တတိပ္ပံတရားပါမြင်တာကိုမြင်တယ်လို့မှတ်ရင်လည်းတတိဖြစ်တယ်သို့မဟုတ်မြင်တာဘယ်လိုကြောင့်မြင်တာတော့မျက်စိကောင်းလို့မျက်စိထဲမှာဆရာယောဂလာဆုံးလို့မြင်တယ်လို့ဒီလိုတွေးလိုက်ရင်လည်းတတိယရှိတယ်အဲ့ကြတော့မြင်တဲ့အာယုံပေါ်မှာဝိရဒစိတ်တော်ဝိတေတိတွေ့တာတဲ့စိတ်မပေါ်လာအောင်မပေါ်လာပဲနဲ့စိတ်ခန္ဓာမှုဖြစ်လာတယ်တင်းစနေသောတာဒိဋ္ဌတိကိုမြင်လိုက်တဲ့အာယုံကလည်းကိုယ်စိတ်ကိုဖန်ဆာချုပ်ကိုင်တာမရှိတော့နော်ကိုလွှမ်းမိုးမထားတော့ကိုမြင်လိုက်တဲ့အာယုံရဲ့သဘာဝကိုသူသိလိုက်တာနော်ယထတပတ္တတောရူပံအဲ့လိုရုပ်ရှင်ကိုမြင်တဲ့အခါမှာတဲ့သို့မဟုတ်မြင်ပြီးတဲ့အခါမှာစိတ်ခံစားမှုတွေပေါ်တဲ့အခါမှာတဲ့ဘာဖြစ်လဲဆိုရင်ပေါ်လာတဲ့စိတ်ခံစားမှုပေါ်မှာသူကဝိပဿနာအမြင်နဲ့ကြည့်လိုက်တယ်။အော်ပေါ်ပြီးပျောက်သွားတာပါလား။ချက်ချင်းမျက်စိကလည်းမပြဲဘူးမြင်တဲ့အစင်အာရုံကလည်းမပြဲဘူးနော်မြင်သိစိတ်လေးကလည်းမမြဲဘူးမြင်သိစိတ်ကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ဖတ်တာဝေဒနာစိတ်ခံစားမှုတွေလည်းမမြဲဘူးလို့အဲ့ဒီအတွေ့ပဲရောက်သွားလို့ရှိရင်လောဘမလာတော့နော်လန့်လွဲသွားပြီမြင်သိစိတ်လေးကိုကောင်းတယ်လို့တွေးပါလောဘကလာပါနော်မြင်တဲ့အာယုလေးကိုကောင်းတယ်လို့တွေးပါလောဘလာတာအဲ့တော့တဘာဝတရားကိုစဉ်းစားလိုက်တာနဲ့တပြိုင်နက်သူကမျက်စိဆိုတာလေခိုင်မာမှုမရှိဘူးဖြစ်ပြီးပြတ်သွားတာပဲမြင်တဲ့အာယုလေးကလည်းပြတ်သွားတာပဲမြင်သိစိတ်လေးကလည်းခဏအတွင်းပြတ်သွားတာပဲအဲ့ဒါတွေကိုစဉ်းစားလိုက်တာနဲ့တပြိုင်နက်လုံးဝကိလေသာစားလည်းဖြစ်မလာတော့ကိလေသာဖြစ်ခွင့်မရတော့အဲ့ချင်းနော်အဲ့လိုတွေးနေလိုက်လို့ရှိကိလေသာဖြစ်ခွင့်မရဧဝံသောစရတိတ္တော
တတိထားပြီးတော့အဲ့ဒီလမ်းကြောင်းအတိုင်းရှောက်လိုက်တဲ့အခါမှာဧဝံပါစိနာတောဒုက္ခတတ္တိကေနိဗ္ဗာနဩစတိအဲ့ဒီဒီတိုင်းရှုမြင်သုံးသပ်နိုင်လို့ရှိရင်နိဗ္ဗာန်ဆိုတာကိုယ်နဲ့ဒီလေးပဲနော်ဒီကိလေသာတွေကငြိမ်းသွားတော့ပြဿနာငြိမ်းသွားပြီငြိမ်းသွားတဲ့အခါမှာကိလေသာတွေဆက်ပြီးတော့မဖြစ်တော့ကိလေသာတွေငြိမ်းသွားရင်နောက်ကကတ္တရားတွေကလည်းပဲငြိမ်းလိုက်လာတဲ့အခါမှာလူဟာနိဗ္ဗာန်ရောက်ဖို့ရနေသွားတယ်လို့ဒါကသူနားလဲတာကိုသူရှင်းပြတာမြင်တာနော်မတော်ကြဗုဒ္ဓယဟန်ကမြင်တာကိုမြင်တဲ့အတိုင်းထားလို့ဆိုတဲ့မြတ်စွာဘုရားရဲ့အကျဉ်းချုပ်လေးကိုသူကဒီလိုနားလဲလိုက်တယ်တတိထားနေပဲဆိုရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးတတိလွတ်သွားရင်တော့လောဘဒေါသတွေလာလိမ့်မယ်မြင်တဲ့အာယုပေါ်မှာအမှန်တိုင်းရှုမြင်သုံးသပ်နိုင်ရင်လည်းလောဘဒေါသမလာဘူးနောက်ဆုံးမှာကိုမြင်တဲ့အရာတွေကိုမြင်တဲ့အရာကိုဝိပဿနာရှုလိုက်လို့ရှိရင်လေလောဘဒေါသလာလို့မရတော့ဘူးအဲ့ဒီလိုမဟုတ်ပဲနဲ့အတွေ့အကြုံဆက်လွယ်နေမယ်ဆိုရင်ကိလေသာတွေလွှမ်းမိုးနေမှာပဲလွှမ်းမိုးနေလို့ရှိရင်ဒုက္ခတွေပဲဖြစ်လာမယ်ဒုက္ခတွေဖြစ်ပြီးနောက်ဆုံးနိဗ္ဗာန်နဲ့ဝေးသွားဒီကျင်ရတယ်လို့ထို့တူပဲနားတွေကကြားတာနဲ့ပတ်သက်လည်းပဲလူကကြားလိုက်တာနဲ့တတိကလွတ်သွားတယ်အဲ့တတိလွတ်သွားရင်ပြဿနာတွေတက်လာပြန်အဲ့ဒါကြောင့်မို့နတ်တော်ရစ္စတိတတ္တိတုကြားကြတဲ့ကသူကတတိထားလိုက်ပြီနော်ကြားတယ်ဆိုတဲ့နေရာမှာဘသူအတန်လဲပါတန်လဲတာယာပွဲနဲ့မကြည့်ဘူးဒီဂီတာတို့တခြင်းတန်တို့ထားပါတော့လူတွေဟာမမောတွေ့တာလေးရှိတာကတခြင်းတန်နဲ့တီလုံးလေးတွေပါလေဆိုရင်သူကမမောတယ်လေနော်သူကစိတ်ဝင်စားတယ်အဲ့ဒါကိုသိသိချာချာနားထောင်ကြည့်လိုက်ကိုယ်ယုတ်ကာယအတန်နေရှောက်ပြီးတော့စုထားတာနော်ကိုယ်ယုတ်ကာယအတန်နေဟိုလိုတီလိုအတန်နေကိုစုထားတာအဲ့ဒါကိုဂီတာလို့ခေါ်တယ်တခြားတွေ့ကြည့်လေနော်ပုံသဏ္ဍာန်လည်းပါတယ်စတရားသဏ္ဍာန်လည်းပါတယ်စောင်းသဏ္ဍာန်လည်းပါတယ်ဟိုတန်ဒီတန်ဒီတစ်ခုရင်တွေ့ကြည့်လိုက်တစ်ခုတည်းအတန်တစ်မျိုးစီကိုကြည့်ကြည့်လိုက်လို့ရှိရင်ကိုယ်ယုတ်ကာယအတန်နေတခြင်းဆိုတာလေကိုယ်ကာယတန်နေလို့ဆိုနေတာပဲဤညောင်နေအပြားထည့်ပြီးတော့နော်အဲ့ဒါကိုအတန်ပေါ်မှာတေချာလေးလာကြည့်လိုက်လို့ရှိရင်တာရတဲ့စိတ်အပြောက်သွားတယ်တကယ်စမ်းကြည့်ဟုတ်မဟုတ်ကြားတဲ့အတန်တွေကကိုယ်ကာယကလိကလာတွေပဲညာရနော်တပြိုးတယ်မဟုတ်တာပေါင်းထားတဲ့အခါမှာတာရတယ်လို့ဖြစ်နေမျက်စိကမြင်တာလည်းပဲထို့တူပဲမျက်စိဆိုတာမွေနဲ့တူတယ်မွေဆိုတာရှုပ်တာပါကြည့်တာရှုပ်တဲ့နေရာမှာပြောတာမျက်စိကလည်းပဲဒီပလိကြီးနိုင်ရကြီးအပါမှမရှိဘူးဆိုသူစိတ်ဝင်စားဘူးနိုင်ရကြီးမှာပကြီးလေးတွေဆွဲတာသူစိတ်ဝင်စားတယ်မျက်စိထဲမှာရှုခင်ကောင်းရင်သူစိတ်ဝင်စားတယ်ရှုခင်မကောင်းဘူးလွင်မြင်ကြီးဆိုသူမကြည့်ကြဘူးနော်နားကလည်းထိုးတူပဲသူကလည်းရှုပ်မှကြိုက်တာသူကလည်းအတန်မျိုးစုံမှကြိုက်တာတတန်နဲ့တိကြပါလားဟိုမှာပုံကြီးပဲဒုံနဲ့တည်ရင်နားမထောင်ကြဘူးသူမှအစုံအောင်တီးလိုက်ရင်တော့အဲ့ဒါသဘောလေးကြာအဲ့ဒါကိုဒီအတန်ပေါ်မှာလည်းပဲတတိရှိလိုက်ပဲဆိုလို့ရှိရင်ကြားတာကိုကြားတဲ့အတိုင်းထားနိုင်သွားမယ်အနံကြတော့လေခုနလိုကြိုက်တာမကြိုက်တာနဲ့မစင်စားတဲ့ဒီအနံကပါအနံလေစဉ်းစားကြည့်တယ်ဘယ်ကလာတဲ့အနံလေနော်ကြိုက်တဲ့စိတ်နဲ့မတွေ့တဲ့ဒီအနံကနှာခေါင်းနဲ့ရောက်လာတယ်နှာခေါင်းကလည်းကောင်းတယ်အနံလည်းရောက်လာတယ်အဲကြတော့နှံသိစိတ်တွေဖြစ်လာတယ်အဲ့ဒါကိုစဉ်းစားနိုင်လို့ရှိရင်လည်းနတ်ဘောမှာမဆွဲလာတော့အရာသာ
တို့တူပဲအရာသာဆိုတာလည်းပဲစဉ်းစားကြည့်ချိုးရလားချစ်ရလားငတ်ရလားအမျိုးစုံပဲသူကလည်းနော်အမျိုးစုံပဲတခုတည်းနဲ့မရဘူးလက်ဖက်စားကြည့်ပါလားလက်ဖက်ကိုစားလေးနဲ့စီလေးနဲ့ဤနေအောင်ဆမ်းပြီးတော့စားကြည့်လိုက်ပထမခက်စိမ့်စိမ့်လေးလာဝါလိုက်တဲ့အခါကျတော့ခါလာပြီးတော့ဖန်သွားတယ်ပြီးတဲ့နောက်ချိုးသွားတယ်အဲ့ဒါကိုလည်းဖက်ကြိုက်နေကြတာလူတာကော်ဖီလည်းသိချစဉ်းစားပြီးတောက်ချီနော်အရာသာတစ်ခုတည်းမဟုတ်အဲ့ဒါကိုလူကကြိုက်တာဟင်းချဲလည်းအဲ့တိုင်းပဲအရာသာစောချင်နေအဲ့တော့ဒါတွေကတစ်ခုတည်းမဟုတ်ဘူးအာယုန်နဲ့အမျိုးစုံလူကိုလှည့်ဆဲတာလို့စဉ်းစားလိုက်လို့ရှိရင်သိသွားနော်ကျက်သားဟင်းလို့သာပြောတာကြက်ကြည့်ချက်ကြည့်ပါလားဘယ်ကောင်းမလဲနော်စားလေးကလည်းပါသေးတယ်စီလေးလည်းပါအောင်ကြက်သွန်လေးလည်းပါအောင်အဲ့ဒါတွေမပါလို့ရှိရင်ကျက်သားဟင်းကြီးညှိစောနန်းစားလို့တော့မရအောင်အဲ့ဒါကိုတေချာစဉ်းစားလိုက်လို့ရှိရင်လည်းအရာသာပေါ်မှာတွေ့တာတဲ့စိတ်ကပျောက်သွားနိုင်တယ်ဆိုလိုတဲ့အိဗေကလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ကြံဖန်ပြီးတော့ကိုကာကွယ်ရမယ်လို့ပြောတာအဲ့ဒီကာကွယ်နေတာဟာတရားထုတ်ခြင်းပဲဒါကမလုကြဗုဒ္ဓယဟန်ကမြတ်စွာဘုရားကအဲ့လိုရှောက်တာအထီးတွေးနဲ့ပတ်သက်လာရင်လည်းအဲ့ဒီတိုင်းပဲထီးတွေးမှုဆိုတာပူရာအေးရာရှိတယ်မာရာပြောတာရှိတယ်ထီးတွေးမှုတဲ့အာယုပြုတဲ့ဝက်သိတယ်နော်တပြိုင်နဲ့ကြည့်သိလို့မရဘူးစမ်းကြည့်လို့ရှိရင်မာရာလားပြောတာလားသိကြည့်မာရာပြောတာပဲသိတယ်ပူလာအေးလားစမ်းကြည့်ရင်ပူရာအေးတာပဲသိတယ်နော်တွန်းကမှုရှိသလားတွန်းကမှုမရှိဘူးလားကြည့်ရင်အဲ့ဒါပဲသိတယ်အဲ့တော့ခန္ဓာကိုယ်ကလည်းပဲထိတွေ့တဲ့အခါမှာအထီးတွေ့ရလဲအမျိုးစုံရှိတယ်နော်အမျိုးစုံရှိတယ်ကိုကြိုက်တာရှိတယ်မကြိုက်တာရှိတယ်အဲ့ဒါကိုလည်းပဲစဉ်းစားကြည့်လိုက်လို့ရှိရင်ဒီအထီးတွေ့ကိုခန္ဓာကြီးနဲ့အထီးတွေ့အာယုန်နှစ်ခုပေါင်းစားလိုက်လို့ထိမှန်သိတာပါလားတစ်ခုစီစဉ်းစားလိုက်ရင်လည်းအဲ့ဒါလည်းပျောက်သွားနိုင်တယ်နောက်တစ်ခါစိတ်ကူးတဲ့ဟာလည်းပဲတတိလွတ်သွားလို့ရှိရင်စိတ်ကူးပေါ်မှာမေ့ပြောသွားတယ်အဲ့တော့စိတ်ကူးလိုက်တဲ့ကြဲကွာကိုယ်စိတ်ကူးတဲ့အကြောင်းအရာပါတော့ဆိုတာကွယ်ဝဲပြပြသိအောင်လုပ်တာနော်ဒါစိတ်ကူးပဲစိတ်ကူးပြီးတော့ရဖြစ်တာရှိသေးတယ်နော်စိတ်ကူးပြီးရဖြစ်တာစိတ်ကူးပြီးရဖြစ်တာအဲ့ဒါဘုန်းကြီးတဲ့ကပ္ပိယရဖြစ်တာရှိတယ်စိတ်ကူးတယ်ဘာရဖြစ်တာလူတွေကနော်တိရရှင်လည်းဖြစ်တယ်လို့ကြားဘူးတဲ့စိတ်ကူးတယ်ပါဘုန်းကြီးတဲ့ကပ္ပိယပါတော့မိလုံးညာဆောင်းရသည်မှာတော်ရတယ်မှာမိလုံးညာသိအေးတယ်အဲ့တော့မိကြီးကကြီးကမိရရဲ့နေတော့ဘုန်းကြီးပါပြောတော့ခုချိန်များအမေသာကြောက်အမေကြောက်ကလေးရှိရင်တော့ဒီမီးနဲ့ဆိုရင်ဖိုးလိုက်ရင်တန်ကောင်းပဲပေါ့ငါရလို့ရှိရင်တော့အဲ့ဒါအမေကြောက်တွေအကုန်ဖောက်ပြီးတော့စီစမ်းတာအကုန်လုံးအမေကြောက်ပုံနဲ့ရေတွေးချမ်းနဲ့တော့ပဲပေါ့စိတ်ကူးတာရှိတာမဟုတ်ဘူးမိကြီးကမြင်ပြီးစိတ်ကူးတာအဲ့တော့ကပ္ပိယကပြောတယ်ရှင်ပြရတဲ့တရက်တည်းတော့မဖြစ်ဘူးတဲ့နေ့ရက်သုံးရက်စာထားမှပေါ်တဲ့ရှင်ပြရှိသမျှအကုန်ဖုံးစားလို့ပဲကောင်းတယ်ပေါ့ပြောတဲ့အခါကျဟာရှိတော့စားရတာကွာအားကြတဲ့တယောက်နဲ့တယောက်စကားပြကြပြီးတော့နှစ်ပတ်ထားလို့တဲ့ဆင်ရောက်တာကိုစိတ်ကိုထင်တယ်အဲ့ဒီမှာကြောက်တကကြီးကစိုးကြီးနဲ့လာတယ်အဝေကနေကြည့်တော့ဘုန်းကြီးနဲ့ကပ္ပိယလုံးနေတာတွေ့တော့ဟာကပ္ပိယဘာလုပ်တာတော့ဘုန်းကြီးနဲ့ဆိုတော့ကိုရှိန်တပ်ပြီးတော့ထိုင်နေကြပြီးတော့စောင်းကြီးပဲနာချပြီးတော့မိတဲ့ဘာဖြစ်ကြဘာဖြစ်တာအတော့လည်းမဖြစ်ဘူးဘုန်းကြီးကလည်းကပ္ပိယကြည့်ကပ္ပိယလည်းဘုန်းကြီးကြည့်ပြုတ်စီဖြစ်နေတာပြဿနာတခြားမဟုတ်ဘူးတဲ့ကပ္ပိယကပြောတာမိအမေကြောင့်ဖို့ပြဿနာပါဒါပြင်အဲ့ဒီအမေသားပဲဘယ်လိုစိတ်ကူးတဲ့ကအမေသားတဲ့ဟုတ်လားစိတ်ကူးတဲ့အမေသားတဲ့အဲ့ဒါမျိုးကမ
မရှိဘူးမပြောတဲ့တကယ်ရှိတတ်တယ်လူတွေကကျန်ပါမှာပဲစိတ်ကူးတယ်လေစိတ်ကူးတဲ့အပေါ်မှာလည်းရပ်ဖြစ်တတ်တယ်စိတ်ကူးပြီးတော့လည်းပဲလူတွေကလောဘဖြစ်တတ်တယ်ထီထိုးတဲ့လူတယောက်ကသူသိနေပေါ့လို့ရှိရင်တော့ငါတော့ပါတော့မယ်ညတော့မယ်ပေါ့ရှင်းတော့သိနေပေါ့ခုတော့အဲ့ဒီမကဘူးထမိုင်းဆိုတော့တကယ်ချင်းတယောက်ကမင်းထီပေါ့ရင်ငါလည်းပေးပါအောင်ပေါ့မင်းကိုပေးလိုက်ရင်ငါပဲလို့သိနေစုငါရှိတော့မှာတော့တသိငါပဲပါကြမှာတော့ပေးဦးမှာပေါ့မပေးနိုင်ဘူးကွာပေးဦးမယ်နဲ့ထီလည်းမပေါက်သေးရတဲ့ရဖြစ်ကြတယ်လောကလူတွေအဲ့တိုင်းပဲဖြစ်နေတာနော်စဉ်းစားကြည့်မရှိတဲ့အာယုံပေါ်မှာလည်းပဲစိတ်ကူးရပြီးရဖြစ်ကြတယ်တော့အဲ့ဒါလို့မဖြစ်အောင်တတိထားပြီးတော့သဘာဝကိုသိအောင်အထောက်အမယ်လို့မတော့ကြဗုဒ္ဓပတိကသူ့ရဲ့အမြင်ကိုမြတ်စွာဘုရားကိုရှောက်လိုက်တယ်တပည့်တော်ကတော့အရှင်ဘုရားဟောတဲ့ဝိပဿနာတရားကိုဒီလိုနားလဲပါတယ်မြင်တဲ့အာယုံကြားတဲ့အာယုံနော်နမ်းရှူရတဲ့လက်ရရတဲ့အာယုံထိတွေ့ရတဲ့အာယုံစိတ်ကူးကြစီရတဲ့အာယုံတွေနဲ့ပတ်သက်ပြီးတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးသဘာဝတရားသိဖို့ဒီလိုဟောတာလို့တပည့်တော်သဘောပေါက်ပါတယ်ဆိုတော့ရသော်ဗျာဟုတ်တယ်မင်းဒီတိုင်းပဲမှဝိပဿနာတရားဒီတိုင်းပဲအထောက်အဲ့ဒီမှာလောက်ကြဗုဒ္ဓပတိမြတ်ရသော်ဗျာစီကဒီဩဝါဒကိုမှတ်သားပြီးတော့ကျိုးကျိုးဆာဆာတရားထုတ်လိုက်တာရဟန္တာဖြစ်သွားတော့နော်အဲ့တော့မြင်တဲ့အခိုက်ပါဆိုရင်မြင်တာနဲ့ပတ်သက်ပြီးတရားအထုတ်ပေါ့ကြားပြီဆိုရင်ကြားရတဲ့ပတ်သက်တာတရားအထုတ်အနံ့ရရင်အနံ့နဲ့ပတ်သက်ပြီးတရားအထုတ်တတိတော့မမေးစေတယ်မေးပြီးလွတ်သွားတာမြမယ်နော်အစာစားပြီဆိုရင်အစာစားရတဲ့ပတ်သက်ပြီးတော့တရားအထုတ်ထိတွေ့မှုနဲ့ပတ်သက်တယ်လူတယောက်ဟာဒီအစာစားလိုက်လို့ရှိရင်အနံ့ကပထမရတယ်ပြီးတဲ့အခါကျတော့ထိတွေ့ပြီးတဲ့အခါကျမှအရာသာဒီသုံးကပေါင်းနေတာနော်ကော်ဖီတောက်တိုင်းစဉ်းစားကြည့်လိုက်ကော်ဖီလေးဖြောပြီးတော့နှာခေါင်းဝတိတ်လိုက်တာနဲ့အတွေ့ကော်ဖီနံကိုယင်သိလိုက်သိတဲ့အခါကျတော့ကိုကြိုက်တဲ့အနံလေးဆိုပြီးတော့ကြိုက်ပြီတောက်လိုက်တဲ့အခါပူတဲ့အေးတဲ့ကိုသတိထားပြီးတယ်ဒုတိယကြိမ်အဲ့မှာခါရချူရမသိသေးဘူးနော်တတိယအစဉ်ကြတော့မှခါရချူရသိတယ်အဲ့တော့ပထမဆုံးကအနံ့အရင်လာတယ်ဒုတိယကအထီးတွေလာတယ်တတိယကျမှအရာသာတတိထားပြီးတော့အဲ့လိုထမင်းစားရင်တက်ကမှအဲ့တိုင်းတတိထားစားအဲ့ဒါဆိုလို့ရှိရင်တော့လောဘဒေါသကိုတားနိုင်ပါဖြစ်တယ်ပေါ့လွယ်လာလို့ဆိုမလွယ်ဘူးဘာလို့မလွယ်တာတတိမထားနိုင်လို့မလွယ်တာဒါကြောင့်ဘုရားဆရာကအပမဒေနသဗ္ဗဒေထာလို့ပြောတာနော်တတိထားဖို့သိလို့တယ်တတိဆိုတာအမြဲတမ်းကိုရှိနေကိုတတိပ္ပံကျင့်စဉ်ကိုဆရာအဲ့ဒါကြောင့်ဟောတာဘုန်းကြီးတို့တွေကတတိထားတဲ့အချိန်ကနေပြီးတော့တတိလွတ်နေတဲ့အချိန်ကများတယ်ပြီးသွားပြီပြီးမှပဲပြန်စဉ်းစားလို့သိတော့အေးဒါကြောင့်ဘုလို့မလုတ်ကြဗုဒ္ဓဝိပဿနာအခုလိုအမြင်ကြအာယုန်တွေနဲ့ပတ်သက်လာပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ဝိပဿနာကျင့်စဉ်ကိုလမ်းညွှန်ပြတာဖြစ်တယ်လို့သဘောကျပြီးဒီဒိဋ္ဌိဒိဋ္ဌမတ္တသုတိသုတမတ္တနော်နောက်ဆုံးဝေကြတိဝေကြတမတ္တဆိုတဲ့ဒီကျင့်စဉ်အတိုင်းတို့တွေကျင့်ကြံကြိုးကိုအထောက်ကြမယ်လို့ကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအောင်ရှိတဲ့ခွက်တဲ့အရှင်ဖေယဖေယတို့တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်
ရှိတန်ကြလေဓမ္မသဘင်စင်ကျင်ပါပြုလို့ကြ၍အမတဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်တိလေးမြတ်စွာမမတ္တာသာအာယုံထားလေနာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဘုရားကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏သာသနာတော်ဆောင်တဲ့လောကဆောင်တဲ့တို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏31ပုံကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း